iPhone အဟောင်းတစ်လုံးကိုသွားပေးရင်လေ Apple Store ကဈေးဖြတ်ပြီးတယ်ကိုလိုချင်တဲ့ Apple iPhone အသစ်တစ်လုံးကိုအဲ့ဒီဈေးဖြတ်ထားတဲ့ဈေးကိုခုနှိမ်ပြီးတော့ရှော့ဈေးနဲ့ဝယ်ခွင့်ရတယ်ဒါကနိုင်ငံတကာမှာ trade in လုပ်ငန်းတွေလည်ပတ်နေတဲ့ပုံစံဖြစ်ပါတယ်ပိုင်လောက်ထားတဲ့ပိုင် era က trade in campaign ကလည်းဒီပုံစံအတိုင်းပဲအလုပ်လုပ်တယ်ဂျင်းပေါင်းမီအဟောင်းတစ်ထည်ကိုယူလာရုံနဲ့ပိုင် era product 8အသစ်တစ်လုံးကိုရှော့ဈေးနဲ့ဝယ်လို့ရမှာဖြစ်တယ်တချို့ကပိုင်ကိုမေးတယ်ဘောင်းမီအဟောင်းနဲ့8အသစ်နဲ့တဲ့လဲလို့မရနိုင်ဘူးလားပေါ့နော်ဆိုတော့ပိုင်ပြောပြချင်တယ်ပိုင်တို့ကဒီလိုမျိုးဂျင်းမောင်းမီအဟောင်းတစ်ထည်ရလာပြီဆိုတာနဲ့မှုေးသွားအောင်လို့အမွှေးစီတွေဆက်ပြားရည်နဲ့တေချာရှောင်ရတယ်ပြီးရင်ဒီလိုမျိုးဘောင်းမီအိတ်ကတ်တွေဒီလိုကပတ်ကွင်းတွေဖြစ်သွားအောင်ဖြုတ်ပြရတယ်တစားစီဒီလိုအဖက်ကြီးဖြစ်သွားမှစပြီးတော့အိတ်ချုပ်လို့ရလားအိတ်ချုပ်ပြီးသွားရင်လည်းတစိမ့်ကတ်ရတယ်တက်တွဲရတယ်ပါကင်ထုတ်ရတယ်ထိုင်းနိုင်ငံနေမြန်မာနိုင်ငံရအောင်လို့လေရင်နဲ့ပို့ပေးရသေးတယ်ဒီ process တွေအတွက်ကုန်ကြစိတ်တွေရှိတာကြောင့်ဘောင်းမီတစ်ထည်ယူလာပေးရုံနဲ့အဲ့အသက်တစ်လုံးကိုတော့ဒီတိုင်းတည်းလဲလို့မရနိုင်ပါဘူးရှင်နားလည်ပြီးပါနော်တကယ်လို့ဘောင်းမီအဟောင်းကနေအဲ့အသက်တစ်လုံးကိုတမ်းပြီးပြောင်းလဲသွားချင်တာဆိုလို့ရှိရင်နောက်တစ်ခွင့်ရတစ်ခုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ပိုင် era မှာ Telegram channel group ကနေဗီဒီယိုတွေနဲ့တဆင့်ချင်းစီရှင်းပြပေးထားတဲ့အိတ်ချုံနေတဲ့နန်းတွေရှိတယ်အဲ့ဒီဇိုင်းတစ်မျိုးကို2000ကျပ်ကနေစပြီးတော့တင်လို့ရတယ်ဆိုရင်တော့ကိုယ့်ရဲ့ဘောင်းမီအဟောင်းလေးတွေကိုအဲ့အသက်အဖြစ်ကိုယ်တိုင်ပြောင်းလဲဖန်တီးယူလို့ရသွားပြီကိုယ်တိုင်ဖန်တီးဖို့ဝါသနာမပါတဲ့သူများကတော့ပိုင်ရဲ့ pop-up store ကိုလာခဲ့ပါပိုင်တို့ရဲ့ trade in campaign ကိုလာပြီးတော့ပူပေါင်းပါဝင်ဖို့ဖိတ်ခေါ်တယ်ပြီးခဲ့တဲ့ pop-up store က trade in campaign မှာလည်းပိုင်မျောလဲထားတာထက်အများကြီးပို့ပြီးတော့လာပြီးပူပေါင်းပါဝင်ပေးကြလို့ပိုင်အရန်ဝမ်းတာတယ်ကျေးဇူးလည်းတင်တယ်ဆိုတော့ပိုင်တို့လာတိုင်း pop-up store လေးလုပ်ပြီးတော့ trade in campaign တွေလုပ်ပေးသွားမှာဖြစ်လို့ဆက်ပြီးတော့ပူပေါင်းပေးဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်သူတင်ပါတယ်တတာ